ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ငလျင်ကြောင့်တက္ကသိုလ်ဝင်းနှန်းအဖြေလွှာတွေပျက်စီးသွားတဲ့မန္တလေးစကိုင်းကချင်နဲ့နေပြည်တော်တို့ကကျောင်းသားကျောင်းသူတွေအားလုံးဇွန်လ16ရက်နေ့ကနေစပြီးစာမေးပွဲပြန်ဖြေရမယ်လို့စစ်ကောင်စီကဒီကနေ့မှကြေညာထားပါတယ်။ဇွန်လ16ရက်နေ့ကနေ21ရက်နေ့အထိတက္ကသိုလ်ဝင်စာမေးပွဲကိုပြန်လည်ဖြေဆိုရမှာဖြစ်တယ်လို့စစ်ကောင်စီပညာရေးဝန်ကြီးဌာနကထုတ်ပြန်အသိပေးထားပါတယ်။ငလျင်ကြီးလောက်ခတ်ခဲ့တဲ့အချိန်မှာမန္တလေးတက္ကသိုလ်မိလောင်မှုဖြစ်ပွားခဲ့ပြီး2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေမိလောင်ပျက်စီးသွားခဲ့တာကြောင့်အခုလိုပြန်လည်ဖြေဆိုဖို့ကိုစီစဉ်ရတာလို့သိရပါတယ်။2025ခုနှစ်မတ်လအတွင်းစစ်ဆေးခဲ့တဲ့တက္ကသိုလ်ဝင်စာမေးပွဲမှာဘာသာရဲ့အားလုံးဖြေဆိုခဲ့သူတွေကိုသာပြန်လည်ဖြေဆိုခွင့်ပြုမှာဖြစ်ပြီးဖြေဆိုခွင့်ရရှိသူတွေစီးရင်ကိုသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်ခရိုင်မြို့နယ်ပညာရေးမုံရုံးတွေနဲ့စာစစ်ဌာနတွေမှာကြီးညာပေးမယ်လို့သိရပါတယ်။မန္တလေးတက္ကသိုလ်မိလောင်မုံအတွင်းကရှင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့နေပြည်တော်ကောင်စီနေပြည်တွေကစစ်ဆေးထားတဲ့2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာတွေပါဝင်သွားခဲ့တာပါ။